အားလုံးပဲမင်္ဂလာပါဒီရှိခင်မှာဒီဗီဒီယိုလေးကိုတွေ့ပြီဆိုလို့ချင်းလုံးဝကြုံသားပါနဲ့ဒီဗီဒီယိုလေးတော့အသင့်အတွက်ပါနော်တင်းငယ်တစ်ဖက်လူကအသင့်ကိုတတိယနေရလားတင်းကိုချစ်သေးရလားဆိုတာလေးကိုဒီနေ့ပေါ်တော့ reading လေးလုပ်ပြီးသားမှာဖြစ်ပါတယ်ကိုချစ်နှစ်သက်တဲ့သူကိုရဲ့ပတ်တနာရဲ့ပုံလေးကိုအသေးချာလေးမျက်လုံးထဲမှာအာယုံပြည့်ပြီးကြတော့ဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်လိုက်မယ်နော်အာယုံလေးပြုတ်ပြီးသေချာလေးဖော်ထားပေးပါဖော်ထားပြီးပြီဆိုလို့ရှိရင်တော့အမေရဲ့တစ်ဖက်လူမင်းရဲ့ချစ်သူကအမင်းကိုတတိယပါတယ်တဲ့လွမ်းလေးလွမ်းနေပါတယ်သူပေါ့နော်မင်းနဲ့တူသွားခဲ့တဲ့အတိတ်ကပေါ့နော်ဖြစ်ပျက်ခဲ့တဲ့ຢာတွေအားလုံးကိုလည်းပဲသူကတတိယနေပါတယ်တဲ့မင်းကိုသူ့နားမှာအမြဲတမ်းပဲပေါ့နော်ခေါ်ပြီးတော့ထားကြလာအောင်ကြည့်ကြလာအောင်ဖြစ်နေပါတယ်တဲ့ဒါပေမဲ့သူ့မှာချစ်စရာအရာတွေရှိနေသေးတဲ့အတွက်ကြောင့်မလို့တည်ယူစရာတွေလိလာစရာတွေနဲ့အတူတူဘဝရဲ့ချစ်ခီးကိုတွားရမယ့်အရာတွေပေါ့နော်ရှိနေသေးတဲ့အတွက်ကြောင့်မလို့မင်းလေးနဲ့ခဏတာခွင့်နေရတာမျိုးပါတဲ့သူ့ရင်ထဲမှာလည်းအရန်ကိုလွမ်းနေပါတယ်တဲ့တတိယနေပါတယ်တဲ့နော်အားလုံးပဲပျော်ရွှင်တဲ့ချစ်စင်ခီးကိုဖြစ်တတ်နိုင်ကြပါစေပေါ့နော်ဒီဗီဒီယိုလေးကြည့်ပြီးသွားတဲ့အချိန်မှာအားလုံးပဲပျော်ရွှင်မယ်လို့မျှော်လင့်ပါတယ်ကိုကပေါ့နော်ချစ်ခင်တဲ့ energy guide လို့ personal reading လေးမေးချင်တယ်ဆိုလို့ရှိရင်တော့ Telegram မှာလာပြီးတော့မေးလို့ရပါတယ်အားလုံးပဲပတ်ပတ်မှာကျေးဇူးအများကြီးတင်ပါတယ်